စကားကောင်းပြောတတ်လို့ရှိရင်ဦးဇင်းတို့ပြောလိုက်ခြင်းသေးတယ်ဗျာပြောတတ်လို့ရှိရင်တလောကလုံးရဲ့မျက်နှိုးမှုကိုရမယ်မပြောတတ်လို့ရှိရင်တလောကလုံးရဲ့မုန်းတီးမှုကိုရမယ်ကြားလိုက်ရရင်နှလုံးစိတ်ဝမ်းအေးချမ်းပြီးတော့လောဘဒေါသအပူဓာတ်အလောင်ဓာတ်တွေကိုငြိမ်းအေးသွားစေတဲ့စကားမျိုးဆိုရင်တော့တခွန်းနဲ့ပင်ဖြစ်စေကမူမြတ်ပါတယ်အတိပ္ပယ်ရှင်းတယ်နော်ရှင်းပါရဲ့ဗျာဘာမှအကျိုးမရှိတဲ့စကားတွေအခွန်ပေါင်းထောင်တောင်းချီပြီးတော့ပြောလိုက်တာပဲအဲ့ဒီပြောလိုက်တဲ့စကားတွေကဘာမှအကျိုးရှိတာမပါဘူးအကျိုးမဲ့ခြင်းနဲ့ပဲဆက်ရှင်နေတာအဲ့ဒီလိုစကားမျိုးဆိုရင်တော့ဘလောက်ပဲများဘလောက်ပဲပြောတတ်မမြတ်ပါဘူးတဲ့ပိဋိမမြတ်ဘူးဆိုတော့ယုံညံ့တယ်လို့လည်းအဓိပ္ပာယ်ပေါက်တယ်နော်